မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ Phytomax Company Limited ကိုတည်ထောင်သူနဲ့ Phyto လူသုံးကုန်လုပ်ငန်းတည်ထောင်သူဒေါက်တာသိန်းဝင်းဖြစ်ပါတယ်ကျွန်တော်အသက်အရွယ်နဲ့ကျန်းမာရေးရကျွန်တော်တက်တည်ထားတဲ့ပညာရေးဆိုင်ရာ technology က know-how များကိုလူငယ်များအတွက်တစ်ဆင့်ပြန်လည်မျှဝေကြပါလေခင်ဗျာကျွန်တော်ဒီနေ့တင်ပြမယ့်ဟာတော့အများသုံးတဲ့ body lotion ရုပ်ပုံလုံးမျိုးပဲဖြစ်ပါတယ်ခင်ဗျာbody lotion ဟာဆိုလို့ရှိရင်အရေးကျဲသောအရေးပြားကိုလိမ့်ရသောအများသုံးသောအသားရည်ထိမ့်သိမ့်တဲ့စိတ်ရည်တစ်မျိုးဖြစ်ပါတယ်ခင်ဗျာတိပ္ပံနိကြပြောရရင်တော့ body lotion ဟာ emulsion မှာဖြစ်ပါတယ်ဗျာ emulsion ဆိုတာကတော့မပြောဝင်သောအရေးနှစ်ခုကိုရောနှောက်ပြီးတော့ကြာရှည်တည်တံ့ခိုင်မြဲအောင်လုပ်ထားတဲ့အရောနှောက် emulsion လို့ခေါ်ပါတယ်ခင်ဗျာemulsion တစ်ခုကိုဖြစ်ဖို့ဆိုရင်ကျွန်တော်တို့ကသက်ဆိုင်ရာ emulsifier လို့ခေါ်တဲ့အောင်တဲ့ပစ္စည်းလိုပါတယ်အဲ့တော့အောင်တဲ့ပစ္စည်းမှာကျွန်တော်တို့ကအထူးကကျွန်တော်တို့တွေ့ရတာကျွန်တော်တို့သုံးတဲ့စီအမျိုးအစားတွေမှာအစီခဲအစီအကြီးအဲ့ဒါတွေကိုကျွန်တော်တို့အားလုံးတွက်ချက်ပြီးတော့ require HLB ကိုတွက်ချက်ရပါတယ်အဲ့ဒီ require HLB ကိုမတွက်ခင်မှာကျွန်တော်တို့သုံးမဲ့ emulsifier တွေရဲ့ HLB ကိုတွက်ရပါတယ်အဲ့တော့ emulsifier တွေရဲ့ HLB နဲ့ဒီ HLB ဆိုတာကတော့ hydrophilic lipophilic balance ကိုခေါ်ပါတယ် molecule တစ်ခုဟာရေမှာပျော်ဝင်နိုင်တဲ့စွမ်းအားစီမှာပျော်ဝင်နိုင်တဲ့စွမ်းအားကို HLB လို့အများအားဖြင့်သတ်မှတ်ပါတယ် HLB ကအမျိုးအစားနဲ့အမျိုးစုံရှိတော့ HLB မြင့်နေပျော်ဝင်နိုင်တာရေမှာပျော်ဝင်နိုင်တာမြင့်နေပြီးတော့ HLB နေလို့ရှိရင်တော့စီမှာပျော်ဝင်နိုင်တာမြင့်ပါတယ်အဲ့တော့ HLB balance ကိုလိုအပ်တဲ့ HLB ကိုကျွန်တော်တို့သုံးရတဲ့စီတွေအစီတွေရေတွေမှာကျွန်တော်တို့တွက်ရပါတယ်တွက်ချက်ပြီးတဲ့အချိန်မှာလိုအပ်တဲ့ HLB ကိုရသွားလို့ရှိရင်၎င်း HLB နဲ့ညီတဲ့ HLB တူညီတဲ့သို့မဟုတ်နည်းနည်းပိုတဲ့ကျွန်တော်တို့ emulsifier တွေကိုကျွန်တော်တို့တွက်ဆက်ပြီးတော့သုံးချရပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့သုံးလေးအသေးစိတ်ကတော့စီမာပျော်ဝင်တဲ့ emulsifier တွေကိုအားလုံးကျွန်တော်တို့အမှုချိန်60ပြီးတော့ထားပါတယ်အဲ့လိုပဲရေမာပျော်ဝင်တဲ့ emulsifier ရေမာပျော်ဝင်တဲ့ပစ္စည်းတွေကိုလည်းကျွန်တော်တို့ရေနွေးနဲ့60 degree centigrade ရအောင်ဆောင်ရွက်ထားရပါတယ်အဲ့တော့ရေရလည်းလိုအပ်တဲ့ပစ္စည်းတွေပျော်ဝင်ပစ္စည်းတွေပါသွားပြီးစီရဲမှာလည်းကျွန်တော်တို့လိုအပ်တဲ့ပစ္စည်းပါသွားရင်ဆိုလို့ရှိရင်ရေရဲကိုကျွန်တော်တို့ကရေမှာပါတဲ့ကယ်လ်ဆီယမ်နဲ့မက်ဂနီဆီယမ်တွေကိုပယ်ရှားဖို့အတွက်တော့ EDTA ကိုထည့်ရပါတယ်စီရီကိုကြတော့ကျွန်တော်တို့က oxidation မဖြစ်အောင်လို့ antioxidant အနေနဲ့ BHT ကိုထည့်ရပါတယ် BHT ကဆိုရင်စီကြီးစောမနာအောင်ရေရှည်မှာမပြတ်သွားအောင်မပုတ်သွားအောင်ထည့်တဲ့ဆေးဖြစ်ပါတယ်အဲ့တော့ EDTA ကိုကျွန်တော်တို့ကနှစ်မျိုးရှိပါတယ် EDTA မှာ disodium EDTA နဲ့ tetrasodium EDTA ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ကျွန်တော်တို့ဒီမှာသုံးမဲ့ပစ္စည်းကတော့ disodium EDTA ပါဆိုတော့ sodium molecule နှစ်ခုပါတော့ EDTA ကိုသုံးပါမယ် sodium molecule လေးခုပါတဲ့ tetrasodium EDTA ကိုကျွန်တော်ဒီနေရာမှာသုံးပါမယ်အဲ့တော့လုပ်ပြီးတဲ့အချိန်မှာကျွန်တော်တို့ကအရေးကြီးဆုံးချက်ကတော့ fixed inversion temperature လို့ခေါ်တဲ့ဒီ molecule တွေဇောက်ထူးပြောင်းပြန်လှန်သွားတဲ့အချိန်နဲ့အချက်လက်ကိုကျွန်တော်ရအောင်ဖမ်းပါမယ်ဒီနည်းပညာဆိုလို့ရှိရင် Professor Yoshida ဆိုတဲ့ပုဂ္ဂိုလ်ကြီးတွေ့ရှိတာတော့နည်းပညာဖြစ်ပါတယ်အဲ့လိုလုပ်ချက်ဖြစ်ရင်ကျွန်တော်တို့က continuous phase လို့ခေါ်တဲ့ရေနဲ့ dispersive ဆိုတဲ့ C molecule တွေ C အမှုန်လေးတွေရာဆိုရင်ကျွန်တော်တို့အင်မတန်သေးခွေးစွာနဲ့တွယ်ဆက်သွားမှာဖြစ်ပါတယ်အဲ့လိုတွယ်ဆက်သားခြင်းအဖြစ်ကျွန်တော်တို့ကပြန်လည်မပြိုကွဲတဲ့အင်မတန်အရည်သေးကောင်းတဲ့မျိုးရည်လိုဖြစ်နေတဲ့လိုရှင်းတစ်ခုရမှာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါပြီးလို့ရှိရင်တော့ကျွန်တော်တို့ကအပွင့်တစ်ခုအခါမှုချိန်39 degree centigrade နဲ့40ကျရောက်တဲ့အချိန်မှာကျွန်တော်တို့က preservative
တော့ခေါ်တဲ့မပုံတူးစီတဲ့ဆေးထည့်ပါမယ်နောက်ပြီးတော့ကျွန်တော်တို့ကအနံ့ကိုထည့်ပါမယ်အဲ့ဒါပြီးရင်တော့ကျွန်တော်တို့ကလိုအပ်တဲ့ဘူးပလင်းတွေကိုထည့်ပြီးတော့ကျွန်တော်တို့ဈေးကွက်တင်လို့ရပါပြီခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ